ကြောက်ငါညီကွာမင်းလုံးနေတာရဒါဟိုပါလေကိန်းမဖြစ်နေဘူးလားကွာမင်းကတချင်လုံးဒီလိုကြီးမိနေမှတော့မင်းဘယ်လိုလုပ်ပြီးတော့စီးတက်မှာလေကွာတခါလင်ငါတို့အဲ့လိုမောက်တော့မဲ့အချိန်ဆိုရင်လမ်းပြီးတော့ကင်ဖို့အတွက်ပဲဟုတ်တယ်ကွာမိဖို့မဟုတ်ဘူးဒါကြတော့မင်းတစ်ခါဆိုဒီလိုမျိုးလွတ်ပြီးတော့စီအဲ့ဒါမှမင်းကစီးတက်မှာကွာပါလေကွာမင်းကဆရာကြီးလားမဟုတ်ပါဘူးကွာငါမင်းတို့တက်စေချင်လို့ပြောပြတာပါလေကွာမင်းကငါ့ကိုညံ့တယ်လို့ပြောချင်တာလားမဟုတ်ပါဘူးကွာငါမင်းတို့တက်စေချင်လို့ပြောပြတာမင်းတို့ကလေးတွေကလည်းကွာတရက်ရိုင်းလာတာပဲမင်းတို့လူကြီးတွေကလည်းတရက်အိုလာတာပဲနေကွာမင်းတို့ကောင်းနေသွားကွာမင်းတို့အမေသားရဲ့စကိတ်စီးတဲ့အချိန်ဝေးတဲ့ချေးပဲနားမှာလည်းအမေအဲ့နားမှာပဲရှိတယ်လေတေချာကြည့်မရှိဘူးအမေကျွန်တော်တေချာလေးရှာကြည့်ပြီးပြီအေးငါရှာတွေ့ရင်နည်းနည်းငါနဲ့တွေ့မယ်နော်ရှာပြီးပြီမေတကယ်မရှိဘူးအေးငါလာရှာပြီးမယ်ဘေးပဲအလို့ရှုံနေရပဲဟဲ့ကောင်ဒါပါလေနင့်ချေးအချိန်မို့လားစကိတ်စီးတဲ့အချိန်ဝေးတဲ့ဟမ်အဲ့မင်းဘာတွေလုပ်နေရလဲချေးဝင့်နေတာလေကွာမင်းချေးရခြေတော့မဝေးရတာလေကွာဘယ်လိုဖြစ်လို့မင်းကအပြင်မှာဝင့်နေရလဲလိုင်းနာပေါ်မှာဝင့်နေရလဲဟာကွာမင်းကလေတကယ်လို့ငါစကိတ်စီးရှင်းပြီဆိုရင်ကွာချေးရဝေးလိုက်ပြန်ရင်စကိတ်ဝေးလိုက်ပြန်စကိတ်စီးပြီဆိုရင်လေစကိတ်ချွတ်လိုက်ချေးချွတ်လိုက်နေကွာအလုပ်တွေချွတ်ကြကွာတကယ်လို့ဒီလိုမျိုးတစ်ခါတည်းမင်းကလေဒီတော့ဝေးထားလိုက်ပြီဆိုရင်မင်းကလေအဲ့ဒါဆိုရင်ငါတစ်ခါတည်းဟိုစကိတ်စီးရှင်းပြီဆိုတာနဲ့ကွာငါစကိတ်ကိုကောက်ဆွတ်လိုက်အောင်လေကွာပြန်ငါသွားစီးလိုက်အောင်ပဲပြန်စကိတ်စီးပြီဆိုရင်ကွာငါဒီတိုင်းပဲထုတ်လိုက်အောင်ပဲဒီမှာအေးစီပဲချေးဝေးပြီးတော့အလုပ်ရှုပ်ကြအောင်လို့တာမင်းကလေအဲ့တော့ငါဟာကွာမင်းတို့ကောင်းနေရတယ်ကွာဘာတွေလုံးဝမသိဘူး technology မင်းတို့ technology လဲကျွန်တော်က ice skate ဆိုလို့ ice skate စီးရှင်စောနဲ့အိမ်မှာဒီလိုမျိုးကမင်းကြောတွေမထားဖို့လေအချံပြုရှင်ပါတယ်ရေရလေးခဲမှမဟုတ်သလိုခဏနေတက်တွေလည်းလိုက်ကုန်မယ်ဗျမတော်လို့အမေမြင်လို့ရှင်လေအဲ့ဒါတုံးနဲ့လိုက်ရပြီးတော့အိမ်ကနေမောင်းထုတ်တော့လည်းခံနေရအောင်မယ်အဲ့ကြောင့်မလို့ဒီလိုမျိုးရှောက်ကမင်းကြောမထားဖို့လေအချံပြုရှင်တယ်မနက်ခင်းစောစီစီစကိတ်စီးနိုင်ဖို့အတွက်ဗျာအကြံတစ်ခုပေးမယ်အဲ့ရထားပါရှင်းလာကြပြီကွာဒါပေမဲ့ငါလဲမကြောက်လို့ဆိုတော့မစီးပဲနေတာဒီနေ့ကတော့ငါနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်ပြီးစီးမလို့ဆိုပြီးတော့ဒါဖြစ်ကွာအောင်မလဲအောင်လုပ်တဲ့နီးတစ်ခုခုတော့ရှိမှာပေါ့အေးနီးလန်းတစ်ခုတော့ရှိတယ်ကွာဒါဖြစ်နီးလန်းရှိတယ်ဆိုရင်လည်းပြောပြအောင်လို့ကွာမင်းကနေစကိတ်စီးမနေနဲ့ကွာအဲ့ဒါဆိုရင်မင်းလဲမလည်းမဟုတ်ကွာလဲဖို့အတွက်ကြောက်ဖို့လည်းမလိုတော့ဘူးဟာအောင်ငါဆက်ဝေးရမလားချွေးရမလားအေးရှောင်းမအေးညာငါလဲလို့လိုက်ပြီဝင်းကောငါလက်လွတ်လိုက်ပြီငါမတက်ရနိုင်တော့ပြီ yes ငါလက်လွတ်လိုက်ပြီကွာတို့လည်းကြီးစားလားဖြည်းဖြည်းချင်းသွားကြည့်မယ် ဘယ်လိုလဲကြီးစားစီလားငါသွားနိုင်ပြီဖြည်းဖြည်းချင်းကြီးစားစီငါသွားနိုင်ပြီအိုးငါ break လိုက်ပြီခေါင်းနိုင်မယ်ဒီဥစ္စာကြီးစားyes ငါခေါင်းနိုင်ပြီကွာသွားမယ်ငါနောက်ပြစီကြည့်မယ်အိုးငါနောက်ပြစီးနိုင်ပြီ oh yes စကိတ်စီကျွမ်းကျင်ဖို့အတွက်ဗျာကျွန်တော်အကြံတစ်ခုပေးမယ်ဗျာအဲ့ဒါတော့စကိတ်စီးပါဟုတ်ပါတယ်စကိတ်စီးကျွမ်းကျင်ခြင်းစကိတ်စီးပါ